ကိုအိမ်မှာဒီလိုမျိုးမီးအိမ်ပေါ့နော်တကယ်လို့သူ့မှာပါလာတဲ့ဒီဟာဆိုရင်ချုပ်ဟို LED နဲ့မီးချောင်းအဝိုင်းနဲ့သွားတဲ့ဟာအလယ်မှာချုပ်နေသူ့ဟာကဘယ်လိုမှစပြပတ်မရတော့တဲ့အတွက်နောက်တစ်မျိုးအစားထိုးထည့်မှာပေါ့နော်ပြီးတော့သူ့အခွန်ကလည်းတကယ်အကောင်းကြီးရှိသေးတယ်အစ်စ်ပဲရှိသေးတယ်ဒါပေမဲ့သူ့အတွင်းရဲ့ LED ကဝယ်လို့ရတယ်ဒါပေမဲ့လိုက်ရှားတာအရန်ခက်တဲ့အတွက်အစားထိုးပစ္စည်းထည့်မယ်ဒီဟာဆိုရင်တော်အစ်စ်ကြီးပဲရှိသေးတယ်ဒါပေမဲ့ဖြစ်ချင်တော့အလဲကမီးချောင်းချုပ်နဲ့နော်အဲ့ကောင်ဖန်ချောင်းကဝယ်လို့မလွယ်တဲ့အတွက်အစားထိုးပစ္စည်းပေါ့နော်ဒီဟာတွေကကျွန်တော်တို့ဝယ်လို့လွယ်တယ်ပြီးတော့ဒီမှာသူအနောက်မှာဒီမှာဆိုရင်တန်လိုက်လေးတွေပါတယ်တန်လိုက်လေးတွေဒီလိုလေးအလဲမှာချရုံပဲသူဟာနဲ့သူကပ်ပစ်တာရန်လှသူကတော့ထိန်လင်းနေဖို့မဟုတ်ပဲနဲ့ဘယ်လိုပြောမလဲဒီမီးရဲ့အလှတရားကိုသူကပြဆိုတော့သူအဖုံးအုပ်ပြီးတော့ဘယ်လောက်လှလဲလို့စမ်းကြည့်တစ်ချက်နောက်တစ်ချက်ပြန်ဖွင့်မယ်အဝါရောင်တန်းလင်းအရန်လှပြီးသွားပြီဆိုတော့နောက်တစ်ချက်ရှယ်နော်ရန်လှလူချင်းရောင်းပေးမယ်လူချင်းနဲ့သူရောင်းပေးမယ်မဟုတ်ဘူးနော်အထက်က LED အသစ်ပြန်ထည့်ထားတာတအားလှလင်းထိန်နေတာမဟုတ်ပဲနဲ့အခန်းထဲမှာအေးဆေးအနားယူတဲ့အချိန်မှာဒီမီးလေးထွန်းသုံးလို့ရတော်လှ